အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့အိမ်မှာကနန်းချက်စာမှာဖြစ်ပါတယ်အရင်ဆုံးဝယ်လာတဲ့ကနန်းလေးကိုတန့်ရှင်းလုပ်ပါတယ်တွားရည်တန်လေးနဲ့အဲ့လိုမျိုးတိုက်ပြီးပြင်ရှည်3 4 5ထပ်6ထပ်လောက်ထိဆေးလိုက်တာပေါ့နော်ပြီးရင်တော့ကနန်းကိုအခွန်တက်တက်အသားတက်တက်ချက်ထားပါရဲ့ရှင်ပြင်စီတက်ပါမယ်အရင်ဆုံးစီလေးကိုပူအောင်ထားချက်သွန်ဖြူချက်သွန်အနီးချင်းထောင်းထားတာလေးကိုထည့်ပါမယ်စနွဲမုံလေးနည်းနည်းထည့်ပါမယ်ရှင်ဒါဟာကကောင်းချင်တခုရဲ့အချစ်ရဲ့ရှင်တန်ရာချင် baby မင်းကြောင့်လေးပဲကွယ်တန်ရာရိနဲ့ဘဝကိုစိတ်မှုလေးပါနည်းနည်းထည့်ပါရဲ့ရှင်မမမောဆုံးပဲကွယ်မချင်တဲ့ချစ်လောက်ရဲ့ခြင်းဝေဒနာများရဲ့မင်းကြောင့်ပဲပြောက်ကွယ်ပုံမှန်ဆိုတော့ကျမတို့ကမဆလာကနန်းမဆလာပဲချက်စားနေကြပါဒီနေ့ကကျမမောင်လေးကမာလာနည်းနည်းထည့်ပြီးဆိုမာလာအနည်းလေးနည်းနည်းထည့်ပါရှင်စီတက်နေရဲ့ချိန်မွေးအောင်လို့မဆလာလေးနည်းနည်းလေးထည့်ပါရဲ့စီတက်နေရဲ့ချိန်အချိုးမုတ်လေးနည်းနည်းပြာလေးနည်းနည်းလေးထည့်ပါရဲ့အရသာဝင်အောင်လို့ပါအနက်လေးမွေးအောင်တယောက်နန်းနန်းလေးနည်းနည်းလေးထည့်ပါရှက်နန်းနန်းလေးနည်းနည်းလေးထည့်ပါရှင်စီရောချာချာလေးတက်ပေးပါနော်စီလေးနည်းနည်းချက်လာပြီဆိုလို့ရှိရင်ကနန်းလေးထည့်ပြီးလုံးပါမယ်ရှင်ပြီးရေလေးနည်းနည်းထည့်ပါမယ်ရှင်အောက်ထားလိုက်ပြီးဟေးလေးဆူလာပြီဆိုလို့ရှိရင်မကြီးရေလေးနည်းနည်းထည့်ပါမယ်ရှင်တကယ်တော့ကနန်းအနီးပြီဆိုရပြီနော်အရောင်လေးပြောင်းသွားပြီဆိုရပါပြီရှင်အဲ့ချိန်မှာမဆလာလေးအုပ်ပါရဲ့ပြီးရင်ရှက်နန်းနန်းလေးအုပ်ပါရဲ့ပြီးရင်အရသာအတွက်အချုံမမပြရဲလို့တလောက်နည်းနည်းထည့်ပါမယ်ပြီးရင်တော့ဆောက်လို့ရပါပြီရှင်အရင်ကအရသာရှိရကနန်းဟင်းလေးပါဆုံးထိရှိပြီလို့ကျေးဇူးပါ